အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feature channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြတင်ဆက်ပေးခြင်းတဲ့ဆောင်းပါးကောင်းလေးကတော့စာရေးဆရာဖေမြင့်ရေးသားထားတဲ့မဖြစ်နိုင်ဘူးဆိုတာသိကြပြီလားလို့အမိရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးလိုက်ပါရခင်ဗျာယုံကြည်စိတ်ရဲ့စွမ်းအားဒီမကောင်းသောမိခင်နဲ့ကျွန်တော် Elvio Quaki ရှိကျွန်တော်တို့အင်္ဂလိပ်ရှိမှာထိုင်ကအီယူမက္ကဆီကို၏လှပသောနေဝင်စည်းတာကိုငေးမော်ကြည့်ရှုနေမိကြသည်အချိန်ကာလက1916ခုနှစ်ຫນွေဦးရာသီအဲ့ဒီအချိန်တုန်းကအမေစိတ်ထဲမှာသူကြမနေရတော့ဘူးဆိုတာသိနေပြီးဖြစ်မိထင်ပါသည်အဲ့ဒီတုန်းကကျွန်တော်ကအသက်12နှစ်အရွယ်ကောင်းလေးကျွန်တော်ရင်ဆိုင်တွေ့ကြုံရမည်ခက်ခဲသောရှေးဘဝခရီးအတွက်အထောက်အပံ့ပေးနိုင်မည်စကားတွေအမေစူးစမ်းရှာဖွေနေပုံရသည် Ralph ကျွန်တော်လက်ကိုစုပ်ကိုင်ကအမေစကားစားသည်ဖယားသခင်ဟာအမေတို့ရဲ့အရေးချင်းတွေကိုစမ်းသပ်ခြင်းလို့အခက်အခဲတွေဆေးရဒုက္ခတွေအမေတို့စီပို့ပေးတာတိုင်းဒါပေမဲ့တစ်ဖက်ကလည်းဓာတ်ရည်ရင်ဆိုင်မှုလက်နက်တွေအမေတို့မှာတက်ဆင်ပေးထားသေးတယ်မျောလင်းချက်တို့ယုံကြည်ချက်တို့စိတ်ကူးအိမ်မက်တို့ဆိုတာတွေပေါ့အဲ့ဒါတွေရှိနေတယ်များဘာမှကြောက်စရာမလိုဘူးအဲ့ဒါတွေကိုစွန့်ပစ်လိုက်ပြီးဆိုမှသာအရာရာဆုံးရှုံးတာအမိသားမှတ်ထားတာဘဝတစ်လျှောက်လုံးတားရဲ့မျောလင်းချက်ယုံကြည်ချက်တွေတားရဲ့စိတ်ကူးအိမ်မက်တွေကိုဘယ်အရာဘယ်ကိစ္စကြောင့်မှမပြောက်ပြတ်မဆုံးရှုံးစေနဲ့တာအမှတ်မဲ့ဆိုရင်တော့အမိစကားတွေကသိမတူကြတာတလို့ပဲသို့တော့အဲ့ဒီတုန်းကကျွန်တော်တို့ဘဝအခြေအနေများကိုသိပါအမိထံမှာဒီစကားမျိုးကြားရခြင်းအတွက်ပို၍အံ့ဩမိကြရမည်ဖြစ်သည်ကျွန်တော်အဖေသည်မဝရည်စာလောက်အားကပြီးအတွက်ပင်ပန်းကြီးစွာလောက်ကင်နေရသည်အမေကလေးပန်နာယောဂါ၏နာကျင်ကက်ခတ်မှုဝေဒနာတွေကိုဆိုးဆိုးရွားရွားခံစားနေရသူဖြစ်သည်ကျွန်တော်တို့ဘဝကလွယ်ကူချုံးဝေခြင်းကျင်းသောဘဝသို့တော့အမေကတော့အမြဲစိတ်သက်ထက်သန်တက်ကြွနေအောင်ထိမ့်သိမ်းထားနိုင်ပြီးတတ်တည်ရှိခဲ့သည်ကျွန်တော်ဘဝတစ်လျှောက်အမေစကားတွေဖြင့်ကိုပြန်လဲသတိပေးနှိုးဆော်ရသည့်အချိန်ပေါင်းများစွာကြုံခဲ့ရသည်ဒီစကားတွေကကျွန်တော်ကိုကောင်းကောင်းကြည့်အထောက်အကူပေးခဲ့သည်အမေအမစကားကိုကြားခဲ့ရပြီးတစ်နှစ်မပြည့်မီမှာပဲအမေနဲ့အဖေရက်တပတ်အနေငယ်သာချပြီးရှေ့စဉ်နောက်စဉ်ကွယ်လွန်သွားခဲ့သည်အမေကိုတကြိုပြီးတင်းကြိုင်မှပြန်ရောက်သည့်အချိန်ခါ၌ငါဘဝအားကိုးရမဲ့လေပြီဟူသောအတွေ့အမျိုးဖြင့်ကျွန်တော်ဝမ်းနဲ့ပလက်ဖြစ်နေခဲ့မိသည်ဒီခိုင်မှာပဲယခုအချိန်အတွက်ကြိုတင်ပြင်ဆင်ပေးခဲ့သည့်အလားအမေစကားတွေကျွန်တော်ထံပြန်ရောက်လာခဲ့သည်ဒီစကားတွေကကျွန်တော်အားရန်ချုံနေသည့်စိတ်အားငယ်မှုများကိုဖြတ်ထောက်ကစိတ်အားတအောင်ပြန်လည်မြင့်တင်ပေးခဲ့သည်ကျွန်တော်လိုငငယ်ရွယ်ရွယ်နဲ့မိဘမယ်ဖြစ်ရသည့်ကောင်းလေးတစ်ယောက်မှာပင်အနာဂတ်အတွက်မျှော်လင့်ချက်ရှိနိုင်သေးသည်ဟူသောယုံကြည်စိတ်မျိုးကျွန်တော်ကိုမွေးပေးခဲ့သည်ကျွန်တော်မှာအဖွားတစ်ယောက်ရှိပါသည်အဖွားကကျွန်တော်တွေ့ဟူသလောက်ထဲတွင်တော့ခဏကိုအသေးကွေးဆုံးနဲ့စိတ်သက်အကြံခိုင်ဆုံးအမျိုးသမီးကြီးတစ်ယောက်ဖြစ်သည်အမေတို့ဆုံးပြီးများမကြာမီပဲကျွန်တော်နဲ့ကျွန်တော်ညီမကို Los Angeles သို့အဖွားကခေါ်ဆောင်သွားခဲ့သည် Los Angeles မှာကျွန်တော်မူလာရန်ကျောင်းတက်သည်ထို့နောက်အထက်တန်းကျောင်းဆက်တက်သည်ဒီကာလအတွင်းသတင်းစာတိုက်တစ်ခုမှာပထမလက်တိုလက်တောင်းနောက်စာစီကန်အကူစသဖြင့်လောက်ကိုင်းခဲ့သည်တနှစ်ຫນွေမှာတော့နေအိမ်ချမ်းကင်းများကောစောခင်းပေးရသည့်အလုပ်တစ်ခုရသည်ခလေးဘဝနဲ့ကျွန်တော်ပြောခဲ့ပါသည်အထက်တန်းကျောင်းနောက်ဆုံးနှစ်အကုန်ပိုင်းလောက်ရောက်မှာတော့ကျွန်တော်ဘဝတွင်ပထမဆုံးအကြိမ်ဖြစ်အသားရောင်ခွဲခြားရေးစိတ်တည်းဆက်ဆုပ်ပွဲထိုးနှက်ချက်တရက်ကိုထိထိခိုက်ခိုက်ခံစားလိုက်ရသည်အဲ့ဒီအချိန်ကကျောင်းမှာကျွန်တော်အပါအဝင်နီဂရိုကျောင်းသားလက်တဆုပ်စာလောက်ပဲရှိခဲ့သေးသည်ကျွန်တော်တို့ကိုလူမျိုးရေးလူနည်းစုတစ်ခုတည်းကအလူများအဖြစ်တတိတခြားမထားအများနည်းတူတူးချင်းလူများအဖြစ်ပဲဆက်ဆံပြောဆိုနေခဲ့ကြသည်တနေ့နေ့လည်ခင်းမှာတော့ကျောင်းမှာအတန်းကြီးသားတွေခေါ်ကမြို့နယ်လုံးဆိုင်ရာပညာကျော်ကျောင်းသားများဂုဏ်ထူးဆောင်အသင်းတို့အသင်းသားအဖြစ်ရွေးချယ်သတ်မှတ်ခြင်းခံရသူများအမည်စရင်းကိုကြီးညာသည်အဲ့ဒီအချိန်ကအတန်းထဲမှာကျွန်တော်အမှတ်အများဆုံးဖြစ်ရာနာမည်စရင်းထဲမှာကျွန်တော်နာမည်မုတ်ချပါမည်ဟုပြောလင့်ထားမိခဲ့သည်သို့တော့စရင်းသာအစားဆုံးကြီးညာပြီးသွားသည်ကျွန်တော်နာမည်ပါမလာတဲ့တတန်းလုံးကကျွန်တော်ပါလိမ့်မည်ဟုတွက်ထားကြသည်ဖြစ်ရာယခုပါမလာသည့်အခါကျွန်တော်ကိုဝိုင်းကြည့်နေကြသည်ဘာကြောင့်မပါဘူးဆိုတာကျွန်တော်ဘာသာစဉ်းစားမိလိုက်သည့်အခါ၌မူကျွန်တော်ရှုပ်ရဲ့အကြီးကျယ်ရှက်ကြောက်သိငယ်သွားသလိုခံစားလိုက်ရသည်ကျွန်တော်တသက်တာမှာ
ဒီလိုပြင်းပြင်းထန်ထန်တစ်ခါမှမခံစားရဘူးကခမ်းမတွေကထွက်လာကြတော့အတန်းသားတငယ်ချင်းတချို့နဲ့ဆရာဆရာမတယောက်နှစ်ယောက်ကကျွန်တော်အားခရုဏာတက်စွာနှစ်သိမ့်စကားဆိုကြပါသည်သို့တော့မရတော့ကျွန်တော်နာနာချင်းချင်းထိကြိုက်ခံစားသွားခဲ့ရပြီဒီကြောင့်မှထွက်မိအတန်းနဲ့စာမွေးပွဲဖြေမနေတော့ဟူ၍ကျွန်တော်စိတ်လိုက်မှန်ပါဆုံးဖြတ်လိုက်မိသည်သို့တော့ဒီအချိန်မှာပဲအမေစကားတွေကျွန်တော်ပြန်ကြားရလာသည်တားရဲ့မျောလင်းချက်ယုံကြည်ချက်တွေတားရဲ့စိတ်ကူးအိမ်မက်တွေကိုဘယ်ရာပဲကိစ္စအတွက်မှမပြောက်ပြက်မဆုံးရှုံးစေနေတာဂုံတူးဆောင်အတင်းဆိုတာကိုပေးချိတ်ကကိုလန်းကိုဆက်လျှောက်ရဲ့ကျွန်တော်ပြန်၍တန်တိတ်ထန်ချလိုက်သည်ဒီနောက်ပိုင်းမှာလေစိတ်မချမ်းမြေပွဲလူမျိုးရေးအာဃာတပရိပခါတွေအကြိမ်ကြိမ်ကြုံရပါသည်သို့တော့အဲ့ဒီတစ်ချိန်ကလိုမခံစားမိခဲ့တော့အဲ့ဒါတွေကြောင့်နာကြီးစိတ်ဒေါသစိတ်တွေအပေါ်ပေါက်မခံတော့လူငယ်ဘဝတစ်လျှောက်ခါတည်သောအတွေ့အကြုံတွေထက်တလဲလဲစင်ကဲရင်ဆိုင်လိုက်ရသည့်အခါတွင်တော့အမေစကားကကျွန်တော်အတွက်ဘဝလမ်းညွှန်တသနာတရက်ဖြစ်လာခဲ့သည် Los Angeles ရှိ California တက္ကသိုလ် UCLA မှာအားကစားဘက်ကကျွန်တော်ရရှိခဲ့သည့်မဖြစ်စလောက်အောင်မြင်မှုမျိုးလေးအစဒီတသနာ၏ကျေးဇူးနဲ့မကင်ငယ်ကျွန်တော်မှာပင်ကိုယ်တဘာဝအရာအားကစားစွမ်းရည်လည်ပါခဲ့သည်သို့တော့ပြိုင်ပွဲများတွင်ကျွန်တော်ကအပြင်းထန်ဆုံးရှင်ပြိုင်အနိုင်လူယူသူတူဖြစ်ခဲ့သည်စိတ်တက်ကတရားခွန်အားကဗလားဆိုသည်အားကစားသမားမျိုးတညာကျွန်တော်တို့ဘတ်စကတ်ဘောကစားကြသည်ပြိုင်ပွဲအသင်းကတကယ်ထူးညွန့်သည့်အသင်းတစ်သင်း UCLA နိုင်မှုမျှော်လင့်ချက်လုံးဝမရှိသည့်အခြေအနေသို့တော့ကျွန်တော်ကလက်မခံဘာကြောင့်ရှုံးရမည်လဲဟုသဘောထားသည်ပြိုင်ပွဲကစားနေစဉ်တစ်လျှောက်လုံးအသင်းအတွက်ကျွန်တော်အဓိကစွမ်းဆောင်ချက်ကကွင်းနဲ့ထက်အောင်စုံစမ်းပြီးရင်ချကွာတို့နိုင်ရမယ်ဒီကောင်လေးကိုနိုင်ရမယ်စသဖြင့်အရာမှတွေးရှိချက်ကြီးတစ်ခုအတွက်ကြွေးကြော်နေသလိုပါဇက်ကမပြတ်အော်ဟစ်အားပေးနေခြင်းဖြစ်သည်ဒီပွဲမှာကျွန်တော်တို့အနိုင်ရခဲ့သည်ပြိုင်မဲ့အသင်းကကျွန်တော်တို့ထက်တိတိတတ်တာတော်သည့်အသင်းဖြစ်ရာစိတ်ဓာတ်ပေါ်တွင်အဓိကမိုတီ၍ကျွန်တော်တို့နိုင်ခဲ့ခြင်းဖြစ်ကြောင်းထင်ရှားသည်တက္ကသိုလ်ကျောင်းသားဘဝဆရာဘဝစစ်တွင်ကာလအမေရိကန်ပြည်ထောင်စု OSS တပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်နေစဉ်ကာလနှင့်နောက်ပိုင်းနိုင်ငံခြားရေးဌာနတွင်လှုပ်ဆောင်စဉ်ကာလတစ်လျှောက်လုံးမှာအမိစကားများကအစစ်ထိန်ကြောင်လမ်းညွှန်ပေးခဲ့သည်ကမ္ဘာကုလသမဂ္ဂ၏ပါလက်စတိုင်းမစ်ရှင်တွင်တာဝန်ထမ်းဆောင်စဉ်ကြုံရသည့်1948ခုနှစ်စက်တင်ဘာလ18ရက်နေ့အဖြစ်ဆိုကြီး၏နောက်ပိုင်းစိုးရိမ်ထိတ်လန့်ပွဲအမောင်ဖုံနေရများအတွင်မှာလေဒီစကားများကမေးပြလိုက်တခုလို့ကျွန်တော်အားလမ်းပြနေခဲ့သည်အဲ့ဒီနေ့လယ်ပိုင်းတွင်ကုလသမဂ္ဂအစည်းအဝေးညှိနှိုင်းရေးတာဝန်ခံ Count Fox Bernadette လိုက်ပါလာသည့်ကားသည်ဂျေရုဆလင်မြို့နှင့်မလှမ်းမကမ်းရှိလမ်းပိတ်စစ်ဆေးသည့်စစ်တပ်ဂိတ်တစ်ခုအနီးရောက်ရှိလာသည်ဒီချိန်ဂိတ်နီးမှရထားသည့်ချက်ကားတစ်စီးထဲမှလူ9ယောက်ထိုင်နေသည် Bernadette ၏ကားရက်လိုက်သည်နှင့်တပြိုင်နက်ချက်ကားထဲရှိလူတစ်ယောက်ကစတင်ကန်တက်လက်ကန်ပြီးတရက်ဆက်ပစ်ခတ်ရာ Count Fox Bernadette အပြင်ကုလသမဂ္ဂအကဲခတ်ပုဂ္ဂိုလ်တဦးဖြစ်သူပြည်သက်တမတော်မှဘူမူကြီးအန်ဒရီစီယိုပါကြာဆုံးသွားခဲ့သည်ရုတ်တရက်ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့၏လုပ်ငန်းတာဝန်အားလုံးကျွန်တော်ပခုံးပေါ်ကြာရောက်လာခဲ့သည်အဖွဲ့သားတော်တော်များများကငြိမ်းချမ်းရေးလုပ်ငန်းအောင်မြင်မှာမဟုတ်တော့ဟုစိတ်ပြတ်ကုန်ကြသည်စကားတွေတယောက်တစ်ပေါက်ပြောလာကြသည်နေမြေဒေသများတွင်ဖြန့်ကျက်ချထားသည့်ရာချီ၍ရှိသောကုလသမဂ္ဂအကဲခတ်ပုဂ္ဂိုလ်များကိုအမြန်ဆုံးပြန်ခေါ်ပါလောလောဆယ်စစ်ပွဲကြီးတစ်ဝက်အချိန်မရွေးထားဖြစ်နိုင်သည့်အခြေအနေရှိနေရာ၎င်းပုဂ္ဂိုလ်များအတွက်အသက်အန္တရာယ်ဆိုရင်ရသည်စသဖြင့်အချို့ကတိုက်တွန်းပြောဆိုလာခဲ့ကြသည်သို့သောဒီတစ်ချိန်မှာလည်းနှစ်ကာလများစွာကိုဖြတ်တန်းကအမေစကားကပင်လွှမ်းမိုးအောင်မြင်ခဲ့သည်အားလုံးမိမိတို့၏နေရာအသီးသီးတွင်ဆက်လက်ရှက်တီကကွယ်လွန်သူ God Fox Bernadette ဆောင်ရွက်စေခြင်းခဲ့သည့်လုပ်ငန်းရှင်များကိုသူ့အားနမူနာထားပြီးလှုပ်ဆောင်သွားကြ၏ကျွန်တော်ပြက်ပြက်သားသားတိုက်တွန်းပြောဆိုလိုက်သည် God Fox Bernadette ကကျွန်တော်တွေ့ဘူးသမျှလူတွေတွင်ကြောက်ရွံ့စိတ်အကင်းမဲ့ဆုံးပုဂ္ဂိုလ်ကြီးဖြစ်ပေသည်ထို့နောက်တွင်အာရများနှင့်ဂျူးများအပြစ်ကရက်စဲရေးအတွက်တွေ့ဆုံဆွေးနွေးကြရင်သဘောတူညီကြသည်သို့သောနောက်ပိုင်းလေးနေ့စဉ်လူလိုပင်ပြဿနာအသစ်အခက်အခဲတွေမပြတ်ပေါ်ပေါက်ခဲ့သည်တော့ကြသည့်အဖွဲ့ကမဆွေးနွေးတော့ဟိုအဖွဲ့ကပြန်ပြီးစသဖြင့်ချိန်ချမှုတွေကဒရက်ဆက်ကျွ
ကျွန်တော်ကတော့ဒီစန့်ကျင်ဘက်အုပ်စုနှုတ်အစုနဲ့ဆက်ပြီးစကားပြောနေအောင်ထိမ့်ပေးထားနိုင်လေရင်တနေ့နေ့သဘောတူညီချက်တစ်ခုခုတော့မုတ်ချအေးခံရရမည်ဟု၍ဆွဲမြေယုံကြည်ထားခဲ့သည်81ရက်တိုင်တိုင်အစမပြတ်အကျိန်နဲ့ဆွေးနွေးကြပြီးသည့်နောက်တွင်မှစစ်ပွဲကြီးအပြီးတက်စေမည်အပြည့်ခက်ရဲစဲသဘောတူညီချက်လေးရရရှိခဲ့ပြီသည်ပါလက်စတိုင်းအရေးမှာတော့ကနေတူအမေစကားများဖြင့်စိတ်တက်မြင့်တင်ထိမ့်သိမ်းရေးလုပ်ငန်းအရေးတကြီးမဖြစ်မနေလိုအပ်လာသည့်ကိစ္စတစ်ရပ်လုံငယ်သောနှစ်အနေငယ်ကကျွန်တော်ထပ်ကြုံရပါသည်အဲ့ဒီတော့ကအသက်9နှစ်သာရှိသေးသည့်ကျွန်တော်သားလေးပိုလီယိုရောဂါဆွဲကပ်ပါသည်ဒါမှအိယာပေါ်တွင်ပလက်ကလေးနေရသည်လက်တီခြေရီလည်းမလှုပ်ရှားနိုင်ပါဒီအချိန်သားစိတ်မှာသူ့တစ်လုံးဒီလိုတိုကီတာဘဝနဲ့နေရတော်မူလို့ဟုတွေးတော်ကြောက်ရွံ့ကစိတ်သက်ကြသွားပါကယောဂါတန်ကိုတွန်းလှန်ပြီးဆွမ်းအားများနေပါသွားမိဖြစ်ရာသူစိတ်အားမငဲ့အောင်ထိမ့်သိမ့်ပေးရန်အလွန်အရေးကြီးလာသည်စင်စစ်အဲ့ဒီအချိန်မှာကျွန်တော်ကိုယ်တိုင်လည်းအကြီးအကျယ်စိုးရိမ်ထိတ်လန့်နေခဲ့ပါသည်သို့တော့ကျွန်တော်ကိုယ်တိုင်စိတ်သက်တက်ကြွနေမှသာသူ့ကိုစိတ်အားတက်အောင်လုပ်ပေးနိုင်မည်မဟုတ်လားအမေစကားမှာစိတ်သက်အားကိုကျွန်တော်ယူရပြန်သည်နေ့စဉ်ကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက်သားကိုမျှော်လင့်ချက်ပြေးသွားသည့်စကားတွေပြောကြသည်တနာလိုက်တာဆိုသည့်စကားမျိုးတခုံးမြမဆိုသူတစ်သက်လုံးကြောက်ပတ်တီးစီးပြီးနေသွားရမှာမဟုတ်သည့်အကြောင်းသူပြေးနိုင်ပြီးရှေးကူးနိုင်ပြီးစပိန်ပြန်စီနိုင်ပြီးဆိုသည့်အကြောင်းများသာသူယုံကြည်စိတ်ချလောက်အောင်ပြောကြသည်တဖြည်းဖြည်းသူစိတ်အားတက်လာသည်မျှော်လင့်ချက်တွေနှိုးချထက်သန်လာသည်သူဘဝအနာဂတ်အတွက်မစိုးရိမ်မကြောက်ကြတော့စိတ်အားတက်ခြင်းနဲ့အတူသူတဖြည်းဖြည်းနလန်ထူလာကြမ်းမာလာလေသည်လူတစ်ယောက်၏ဘဝကတခြားလူတစ်ယောက်အပေါ်မှန်မိုးနိုင်မှုပမာဏကိုတိုင်းတာတွက်ချက်ရမရနိုင်ပါအမေစကားများနဲ့အမေဤစံနမူနာကကျွန်တော်အားကိုအိုးကိုအိမ်မှာနေစဉ်ရောရက်ဝေးမြေချသို့တွားရောက်ရသည့်အခါများပင်မှာအမြဲခွန်အားဖြစ်တင်ပေးခဲ့သည်အမေစကားတွေကိုသာမှတ်သားနာယူမိဆိုပါကမိသူမဆိုကျွန်တော်နီးသူဒီစကားတွေအပိထောက်ကူမှုကိုခံယူရမည်မှာမလွဲဟုယုံကြည်မိပါသည်အခုကျွန်တော်ပြပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့အစာရေးဆရာပြင်ရေးသားထားတယ်မဖြစ်နိုင်ဘူးဆိုတာသိကြပြီလားလို့အမိရတဲ့စာအုပ်ထဲမှာယုံကြည်စိတ်ရဲ့စွမ်းအားလို့အမိရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာနားဆင်သူများလေးနဲ့လည်းဆရာပြင်ရေးသားထားတဲ့မဖြစ်နိုင်ဘူးဆိုတာသိကြပြီလားလို့အမိရတဲ့မူရင်းစာအုပ်လေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feed channel လေးမှာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာနားဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေစိတ်ရခတ်သိမ်းကင်းကျင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနားဆင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲငြိပြီးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရဆန္ဒများလည်းတလုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feed channel လေးမှာနားဆင်ပေးခင်ကြသူတူတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာ